ကျောင်းသားတယောက်လာမိထားပါနော်ဒီ verb 2နဲ့ have plus verb 3ကဘလို့ကွာတာလဲပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးနဲ့တစ်ချက်ရှင်းပြပေးပါမယ်ဒီကကွာပါတယ်နော်ကျွန်တော်မြန်မာစာနာမှာငါနိုင်ငံသားမှာ9နှစ်လောက်အလုပ်လုပ်ခဲ့တယ်နဲ့ငါနိုင်ငံသားမှာအလုပ်လုပ်နေတာ9နှစ်ရှိပြီသူတို့နှစ်ခုကမတူဘူးနော်အဲ့နှစ်ခုကသူတို့နှစ်ခုရဲ့ခြားနာချက်ပဲအဲ့တော့ငါနိုင်ငံသားမှာ9နှစ်လောက်အလုပ်လုပ်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်လုံးဝကျွန်တော်တို့ပြီးခဲ့တဲ့ကိုအတိတ်မှာလုပ်ခဲ့တာကိုပြော9နှစ်လောက်အလုပ်လုပ်ခဲ့တယ်ပေါ့နော်အရင်ကအဲ့ဆိုရင်ကျွန်တော် verb 2နဲ့ပြောတာဖြစ်ပါတယ်အဲ့ဆိုရင်ငါနိုင်ငံသားမှာ9နှစ်လောက်အလုပ်လုပ်ခဲ့တယ်ဆိုလို့ရှိရင် I worked abroad for 5 yearsကဲဒီလိုကွာပါနော်ကျွန်တော်အတိတ်မှာလုံးဝပြီးသွားပြီအလုပ်လုပ်ခဲ့တဲ့အရာနော်အတိတ်မှာအလုံးဝလှုပ်လှုပ်ခဲ့တဲ့အရာ9နှစ်လောက်လှုပ်လှုပ်ခဲ့ပြီးပါပြီအဲ့တော့ကကြတော့ကျွန်တော်တို့verb 2နဲ့သုံးတာဖြစ်ပါတယ်နိုင်ငံသားမှာအလုပ်လုပ်နေတာ9နှစ်ရှိပြီဒီကောင်ကအသက်ပေါ့နော်9နှစ်ရှိနေပြီအခုတိတိလုံနေရတော့ပေါ့နော်သူလုံနေအတိတ်ကနေအခုချိန်ကြီးဆက်ဖြစ်နေတော့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ have plus verb 3နဲ့သုံးတာဖြစ်ပါတယ် I အဲ့ဆိုရင်ကျွန်တော်တို့ဒီကောင်နဲ့သုံးရမှာဖြစ်ပါတယ် I have worked abroad for 5 yearsကဲဒီလိုလေးသုံးရဖြစ်ပါတယ်နော်ဟုတ်ပြီနော်ကျွန်တော်တို့ဒီကောင်ကြတော့အခုလက်ရှိချိန်นี้အတိတ်မှာလုပ်နေအခုလက်ရှိချိန်นี้ဖြစ်နေတော့result ကိုလည်းပြချင်တာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ have plus verb 3နဲ့သုံးတာဖြစ်ပါတယ်အပေါ်မှာကျတော့ကျွန်တော်တို့9နှစ်လောက်အလုပ်လုပ်ခဲ့တယ်ဆိုတော့အတိတ်မှာဖြစ်ခဲ့တာကိုပြောချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် verb 2နဲ့သုံးတာဖြစ်ပါတယ်ကဲနောက်တစ်ခုလည်းကျွန်တော်သုံးလို့ရပါသေးတယ်ဒီမှာငါထိုင်းနိုင်ငံကို2019ကသွားလည်ခဲ့တယ်ဆိုလို့ကျန်ဒါအတိတ်မှာဖြစ်ပြီးသွားပြီအတိတ်မှာသွားလည်ခဲ့ပြီးသွားပြီဒါဆိုရင်လည်းကွာတယ်ငါထိုင်းနိုင်ငံကိုလည်ဘူးတယ်ဒီနှစ်ခုကလည်းကွာတယ်เนาะအဲ့တော့သူတို့နှစ်ခုရဲ့ရှားနေချက်ကဒီလိုတွေပဲအဲ့တော့ငါထိုင်းနိုင်ငံကို2019ကသွားလည်ခဲ့တယ်ဆို I visited Thailand 2019ကဆို in 2019ငါထိုင်းနိုင်ငံကို2019ကသွားလည်ခဲ့တယ်2019တော့ပြီးသွားပြီเนาะအဲ့တော့ကျွန်တော်နောက်တစ်ခုကြည့်အောင်ငါထိုင်းနိုင်ငံကိုလည်ဘူးတယ်ဆိုလို့ရှိရင်အဲ့ဆိုရင်ကျွန်တော်တို့ have plus verb 3နဲ့သုံးတာဖြစ်ပါတယ်เนาะ I have visited